တောက်တက်စားတက်တဲ့ညီကိုနဲ့ဒူလေးတို့ကိုကျွန်တော်စကားနည်းနည်းဖြောချင်ပါတယ်ဗျာခမ ्यार တို့တောက်နေပဲအရက်အကြောင်းပဲဖြစ်ပါတယ်အမှန်တော့ကျွန်တော်ကအရက်မတောက်တတ်ပါဘူးဒါပေမဲ့အရက်ရဲ့အကြောင်းကိုတော့သိပါတယ်တကယ်တမ်းပြောရရင်ခမ ्यार တို့တောက်နေတဲ့အရက်ကတိတ်ခါအရန်ရှိပါတယ်တလုံးပိုးပဲရှိရင်တလုံးမရတယ်တခွက်ပိုးပဲရှိရင်တခွက်စားပဲမူးစေတယ်အဲ့ဒါတွေကအရက်ရဲ့တိတ်ခါတွေပါဒါပေမဲ့မနိုင်မနှင်းအလွန်အကျွန်းတောက်သည့်စကားမစင်မချင်ဖြုံးမယ်ကြုံရလုပ်မယ်ဗယန်းပတာတွေလုပ်မယ်ဆိုရင်ပဝင်းကျင်ကဘာပြောလာမလဲဒီကောင်အရက်မူပြီးရှောက်လုပ်နေတာပါအရက်မူပြီးရှောက်ပြောနေတာပါကွာဆိုပြီးပြောလာကြပါလိမ့်မယ်အဲ့ဒီခါကိုမစင်ချင်တာကြောင့်အရက်ပါရောပြီးတိတ်ခါကြားသွားရပါတယ်အမှန်ကတိတ်ခါမရှိတာဘာတူလဲဆိုတာပြန်စဉ်းစားကြည့်ပါကိုယ်တိုင်တိတ်ခါမရှိလို့ကိုကြောင့်အရက်ပါတိတ်ခါကြားသွားရတာပါဒါကြောင့်အရက်ကိုတိတ်ခါမကြပါစေနဲ့အရက်တောက်ထားတဲ့လူဆိုရင်ပဝင်းကျင်ကအထင်မြင်ကအလိုလိုနဲနေတတ်ပါတယ်တောက်ထားတဲ့အချိန်ကောင်းတဲ့စကားပြောရင်တောင်မူးလို့ပြောတာပဲလို့ပဲထင်ကြတတ်ပါတယ်အဲ့ဒါကြောင့်တောက်ထားပြီးရင်ကောင်းတဲ့စကားလည်းမပြောမကောင်းတဲ့စကားလည်းမပြောပဲအခန်းကိုရောက်အောင်ပြန်ပြီးအိတ်လိုက်ပါလို့ပဲပြောချင်ပါတယ်အားလုံးပဲတာယာတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ကြပါစေဩပညာပေးဗီဒီယိုလေးတွေကိုပဲတင်နေမှာမို့အကောင့်လေးကိုလည်း follow လုပ်ထားပေးကြပါဦးနော်